နောက်ထပ်တင်ဖို့ဆက်ပြီးတင်ပြပေးကြပါမယ်ဒါကတော့အင်းတော်မြို့မှာတက်မတော်ကနိုင်ငံတော်လန်နေစိုက်ထူတော်မှာဖြစ်ပါတယ်အဲ့တော့အင်းတော်မြို့နယ်သူမြို့နယ်သားတွေမိမိဒေသကနေပြီးနေရဲဆောင်ခဲ့တာနှစ်တည်းလဲတော်တော်လေးများနေပါပြီနေရဲဆောင်ရှောင်လာပြီးတဲ့နောက်ပိုင်းမှာသူတို့ရန်ကုန်မန္တလေးနေပြည်တော်ပြည်ဦးလွင်စတဲ့နေရာဒေသအသီးသီးပေါ့နေပြည်တော်ပေါ့သူတို့ရောက်လာကြတယ်ရောက်လာပြီးတော့သူတို့ရဲ့သားသမီးတွေထပ်မှာကတ်နေတာတွေသူတို့ရဲ့ရွှေမျိုးတွေထပ်မှာကတ်နေတာတွေဖုံချောင်းတွေမှာကတ်နေတာတွေတချို့တော့အိမ်ကားနဲ့နေတာတွေဘဝကိုခက်ခဲနဲ့သူတို့ရှင်းသန်နေကြပါတယ်အဲ့တော့များမကြမီကာလမှာတက်မတော်ကအင်းတော်မြို့မှာနိုင်ငံတော်လန်နေစိုက်ပါမယ်ကျွန်တော်တို့ရဲ့တက်ချုပ်ကြီးကျွန်တော်တို့ခင်ဗျားတို့ရဲ့တက်ချုပ်ကြီးကလက်တံပြောင်းပါတယ်လက်တံပြောင်းပါတယ်အကျန်းဘက်ကိုပြက်သားရှင်းပါတယ်ပြက်သားနှိမ်နေပါတယ်အကျန်းဘက်အုပ်စုတွေရဲ့စကန်နေရာကိုတိုက်လင်တစည်းနဲ့မဖြစ်ပါဘူးပြီးရင်ကျွန်တော်တို့3စီး4စီးနဲ့ပြစ်ပါတယ်ပြစ်တာတယ်မရသေးဘူးလွတ်သွားမှာဆိုလို့အပေါ်ကဝိုင်တွေကပြန်ပြီးတစ်လုံးချင်းပြစ်ချပေးပါတယ်လွတ်เสียအောင်အကြောင်းရှိပါအောင်လာပါလိမ့်မယ်ဒီကနေ့ဆိုကျွန်တော်ကြောက်တော်ဘက်မှာထက်ကျဲနေတယ်ကျဲပြီးတော့ကမှထပ်ပြီးပြစ်ချပေးနေတယ်တက်ချုပ်ကြီးကတော့အကျန်းဘက်တွေနဲ့ပတ်သက်ရင်ပြက်သားအောင်နှိမ်နေပါတယ်နှိမ်နေရခြင်းအကြောင်းရင်းကအကျန်းဘက်သမားတွေရှိနေတဲ့နေရာတွေအားလုံးမှာကျွန်တော်တို့ပြည်သူတွေရဲ့ရပိုင်ခွင့်တွေအားလုံးဆုံးရှုံးပါတယ်ကျွန်တော်တို့အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့နံပါတ်1လျှက်စစ်မီရရှိမှုနံပါတ်2ဆက်သွယ်ရရှိမှုနံပါတ်3တက်ရှင်းတဲ့တောက်သုံးရရှိမှုနံပါတ်4ခင်ဗျားတို့ရဲ့ကျန်းမာရေးဝန်ဆောင်မှုနံပါတ်5ကလေးတွေရဲ့ပညာရေးဒါတွေရရှိဖို့အတွက်တက်မတော်ကထိုးစစ်ဆင်တိုက်နေတာတက်မတော်ရဲ့ရွေးချက်ကရှင်းရှင်းလေးပဲပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်တိုက်တာတက်မတော်ကဘုံကျဲတယ်ဆိုတော့လေပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်ကျဲတာဗျာကျွန်တော်တို့ခင်ဗျားတို့ရဲ့အနာဂတ်အတွက်ကျဲတာတိုင်းပြည်အနာဂတ်အတွက်ကျဲတာပြည်သူတန်းပေါင်းများစွာရဲ့အနာဂတ်အတွက်ကျဲတာထက်ကျဲပါလိမ့်မယ်ထက်လာပါလိမ့်မယ်လက်ရှိကျွန်တော်တို့တက်မတော်ကအင်းတော်မျိုးပြန်ပြီးထိချုံနိုင်ဖို့အတွက်ဒီရက်ပိုင်းမှာကျွန်တော်ထိုးစစ်တွေအကြီးစားပါမယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးအကြမ်းဖက်အုပ်စုတွေရဲ့မီဒီယာတွေမှာလည်းရေးသားနေပါတယ်တက်မတော်ကထိချမျိုးကိုပြီးခဲ့တဲ့လာပိုင်းကရတယ်ပေါ့ရပြီးနောက်ပိုင်းမှာဆက်ပြီးတော့ထိချနေကျွန်တော်ကတ်တာကိုဆက်ထိုးတယ်ပေါ့အဲ့တော့ကတ်တာကနေပြီးတော့ကျွန်တော်ကတ်တာ2ပါးအင်းတော်ပေါ့ကတ်တာ2ပါးအင်းတော်ကမိုင်အားဖြင့်ကတ်တာနဲ့2ပါးကမိုင်အားဖြင့်15မိုင်လောက်ဝေးတယ်ဒီ2ပါးနဲ့ဟိုဒီအင်းတော်နေရာ3မိုင်လောက်ဝေးတယ်အားလုံးကျွန်တော်တို့ကတ်တာနဲ့အင်းတော်က18မိုင်လောက်ပဲဝေးတယ်အဲ့တော့18မိုင်ခီးကဘယ်လောက်သွားမှာလဲဗျာအင်းတော်မျိုးကစေးနိုင်ငံရအရန်ကိုအချက်ချကြပါတယ်ရွှေဘိုမြကြီးနားလိုင်းရဲ့စုံချက်ရထားလမ်းပိုင်းစုံချက်ရဲ့မြို့တနည်းအားဖြင့်ကျွန်တော်တို့ကချင်ပြည်နယ်ရဲ့ဝင်ပေါင်းမြို့တကယ်ကိုအရေးပါတယ်နေရာဒီနေရာရသွားပြီဆိုရင်တော့အကြမ်းဖက်အုပ်စုတွေရဲ့ထောက်ဖို့လမ်းကြောင်းကိုကျွန်တော်တို့အတိုင်းအတာကြီးမားဖြတ်ထောက်နိုင်ပြီဖြတ်ထောက်နိုင်သွားပြီးတဲ့နောက်ပိုင်းမှာဒီစကိုင်းတိုင်းမကွေးတိုင်းမှာရှိတဲ့အကြမ်းဖက်အုပ်စုတွေကိုကျွန်တော်တို့ကကပိုက်ထဲကိုကျွန်တော်တို့ကောက်ထဲလို့ရသွားပြီကပိုက်ထဲကိုတကောင်ချင်းကောက်ထဲလို့ရပါတယ်ကောက်ထဲပြီးကျွန်တော်တို့ကဒီ AR မြေထဲကိုမျှောပြီးတော့တကောင်ချင်းပြစ်ချရမှာလက်နက်ချတဲ့ PDF တွေကိုအသက်ရှင်ခွင့်ရမယ်လက်နက်မချတဲ့ PDF တွေကတော့ကြီးနဲ့ဖြစ်တဲ့အတွက်ကြီးနဲ့ပြန်ပြရမှာပဲဒါတော့ရှင်းရှင်းလေးအဲ့တော့စကိုင်းတိုင်းမကွေးတိုင်းမှာရှိတဲ့ PDF တွေ PDF ညီငယ်ညီမငယ်တွေနဲ့နံပါတ်1အလင်းဝင်မှုလို့တယ်အလင်းဝင်မှုဆိုတော့ကျွန်တော်တို့ရှင်းလင်းချင်းခံရမယ်တုတ်တင်ချင်းခံရမယ်မထူးပါအောင်ကျွန်တော်တို့ AR မြေထဲကိုကျွန်တော်တို့9စာကျွေးပါမယ်ဒီကြီးနဲ့လာတဲ့ကြီးနဲ့ဖြစ်တဲ့အကြမ်းဖက်အုပ်စုကျွန်တော်ကြီးနဲ့မပြစ်လို့တော့မရဘူးဗျဒီစကိုင်းတိုင်းမကွေးတိုင်းမှာရှိတဲ့ PDF တွေအနေနဲ့ကိုဘွားအသက်ရှင်ရက်တည်အတွက်စွန့်စားဖို့လိုပါတယ်စွန့်စားတဲ့အခါမှာခင်ဗျားတို့စွန့်စားတဲ့အခါမှာနံပါတ်1ခင်ဗျားတို့တစ်ချိန်စွန့်စားခဲ့ပြီးသွားပြီတစ်ချိန်ကတက်မတော်ကတော့အပြတ်တိုက်မယ်ဆိုပြီးတော့ခင်ဗျားတို့ KIA အဖွဲ့မှာထမ်းမှာသွားပြီးတော့စစ်တင်တန်းသွားတက်တာတွေ TNL အဖွဲ့ထမ်းမှာသွားပြီးစစ်တင်တန်းသွားတက်တာတွေမျိုးတွေဝင်တိုက်တာတွေခင်ဗျားတို့လုပ်ခဲ့ပြီးသွားပြီထပ်ပြီးတော့ခင်ဗျားတို့ရဲ့စွန့်စားမှုတစ်ခါထပ်လို့တယ်ထပ်လို့တာခင်ဗျားတို့အသက်ရှင်ရက်တည်ခင်ဗျားတို့ဂုံသိက္ခာရှိစွာဖြင့်ခင်ဗျားတို့ရဲ့ဘဝတွေဖြတ်သန်းနိုင်ဖို့မိသားစုနဲ့နေနိုင်ဖို့ဆိုရင်တော့တက်မတော်ထမ်းမှာခင်ဗျားတို့အလင်းဝင်မှုလိုပါတယ်ခင်ဗျားတို့အသက်ရှင်ဖို့အတွက်တက်မတော်ထမ်းကိုအလင်းဝင်ရောက်ခြင်းမှတပါအခြားမရှိဘူးအဲ့လိုမှမဟုတ်ဘူးဆိုတော့ခင်ဗျားတို့တုတ်တင်ခြင်းခံရမယ်ရှင်းလင်းခြင်းခံရမှာလိမ့်မယ်အဲ့တော့ခင်ဗျားတို့ရဲ့မိတ်ဆွေတွေခင်ဗျားတို့အပေါင်းအသင်းတွေဘယ်နှစ်ယောက်ကချီလိုဖြစ်သွားပြီလဲဘယ်နှစ်ယောက်ကအကန့်ဖြစ်သွားပြီလဲဘယ်နှစ်ယောက်ကလက်ပြတ်ဖြစ်သွားပြီလဲဘယ်နှစ်ယောက်ကပေါင်လိုဖြစ်သွားပြီလဲဘယ်နှစ်ယောက်ကညီကြီးတဲ့ရောက်သွားပြီလဲခင်ဗျားတို့အသေးဆုံးပါအဲ့တော့ကိုကြိုက်တဲ့လမ်းကိုကိုရေးပါမကြခင်တက်မတော်ကတော့အင်းတော်မြို့မှာနိုင်ငံတော်လန်နေစိုက်ပါမယ်ဒါနဲ့ပတ်သက်ပြီးတော့အကြမ်းဖက်အုပ်စုတွေရဲ့မီဒီယာတွေမှာလည်းဝေဆဆရေးနေရပဲခင်ဗျားတို့တွေ့ပါလိမ့်မယ်လက်ရှိတက်မတော်စစ်ကြောင်းတွေအင်းတော်မြို့ကိုမဝင်ရောက်မိမှာအကြမ်းဖက်အုပ်စုတွေကလမ်းပိုင်းတွေမှာကျွန်တော်တို့အမိုင်းတွေနဲ့ကားတာတွေတကယ်ကျွန်တော်အရေးကြီးတဲ့ point တွေမှာသူတို့နေရာယူထားတာတွေပြီးတော့ကျွန်တော်တို့အင်းတော်မြို့ထဲမှာသူတို့ကဒီမိုင်းတွေနဲ့ခံထားတာတွေပြီးရင်ကျွန်တော်တို့အင်းတော်မြို့မှာကျဟိုတယ်တွေရဲ့ကျွန်တော်တို့အပေါက်တွေကနေပြီးတော့ဒါစနိုက်ပါနဲ့ထောက်တာတွေဆက်လက်နဲ့ထောက်တာတွေစသဖြင့်ပေါ့ဗျာသူတို့ဟိုတယ်တွေပြီးရင်
အထက်မြင့်အဆောက်အဦတွေမှာသူနေရာယူလိုက်တောက်လျှောက်လုံးတယ်ခံစစ်ကိုကျွန်တော်တို့တောက်လျှောက်ခံစစ်ပြင်ထားကြတယ်ပေါ့ခံစစ်ပြင်ထားကြတယ်သူတို့ဘယ်လောက်ခံစစ်ပြင်နိုင်မလဲပေါ့တပ်မတော်ကဒီခံစစ်တွေကိုချိုးပြလာတာအခုမှမဟုတ်ဘူးအကြမ်းဖက်အုပ်စုတွေရဲ့ခံစစ်ကိုတပ်မတော်ချိုးပြလာတာကမန္တလေးမြို့ရဲ့အကျော်ပသိမ်ကြီးနဲ့မရိယာအဆက်မြကန်သားတို့ဘာလို့ကတကြောတဲ့တိုက်ပြလိုက်တာခင်ဗျအိမ်မှာစင်ကူးတို့လက်ပံလာတို့တပိတ်ချင်းတို့တစ်ဖက်မိုးကုတ်တို့တစ်ဖက်ကကျွန်တော်တို့တပိတ်ချင်းတွင်းငယ်တို့တွင်းငယ်တကောင်းပြီးရင်ကျွန်တော်တို့တစ်ဖက်မိုးမိတ်ရင်းညာဦးမိုးမိတ်ပြီးရင်တစ်ဖက်ကျွန်တော်တို့တကောင်းနေပြီးတော့အမှကျွန်တော်တို့ထီးချိုင်နေကတာနဲ့လည်းရှိအင်းတော့ဆက်လာလိမ့်မယ်အဲ့တော့ကျွန်တော်ကတော့ဒီကတာနဲ့ပတ်သက်ရင်ပထမကျွန်တော်ကတာကိုသွားဖို့လည်းကျွန်တော်ပြင်ဆင်ခဲ့တယ်တိုးတော့လည်းပဲဟိုကတာတော့ကျွန်တော်မသွားတော့မှလည်းအင်းတော်မှာတက်မတော်ကနိုင်ငံတော်လည်းစိုက်တဲ့ခါကျရင်ကျွန်တော်သွားပြီးသတင်းယူပါမယ်အဲ့တော့ကျွန်တော်တို့အဲ့အချိန်ကျရင်တော့ဒီကတာနဲ့အင်းတော်ပေါ့ကျွန်တော်တို့တောက်ချောက်ကျွန်တော်တို့သွားပြီးကြိုက်ကွေးလုပ်ပါမယ်အဲ့တော့အများဆုံးကြာရင်တော့ဗျာကျွန်တော်တို့ဧပြီမေလပေါ့မေလအတွင်းလောက်မေလပထမပတ်လောက်ဆိုရင်တော့အင်းတော်မြို့မှာတက်မတော်ကနိုင်ငံတော်လည်းနေစိုက်ပါမယ်အင်းတော်မြို့ကိုအကြမ်းဖက်အုပ်စုတွေက2024ခုနှစ်ဩဂုတ်လ15ရက်နေ့မှာစပြီးတိုက်ခိုက်တယ်တိုက်ခိုက်ပြီးတော့2025ခုနှစ်ဧပြီလ9ရက်နေ့မှာသူတို့အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါတယ်သူတို့သိမ်းပိုက်ရရှိခဲ့တာက2024ခုနှစ်ဩဂုတ်လ15ရက်နေ့မှာမြို့ကိုစတိုက်တယ်တိုက်ပြီးတော့2025ခုနှစ်ဧပြီလ9ရက်နေ့မှာသူတို့မြို့ကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့တယ်ပေါ့ထိန်းချုပ်နိုင်ခဲ့တယ်အဲ့တော့မြို့ကြီးကတော့ပြတ်သွားပြီဗျာကျွန်တော်မြို့ကတော့တကယ်ဒီတုတ်တန်တစားပြည်လို့ဖြစ်သွားပြီမြို့ကတော့တော်တော်လေးပြတ်သွားတယ်တိုးတော်လည်းပဲမြို့နဲ့ပတ်သက်တဲ့ပြန်လည်ထူထောင်ရေးကိုတပ်မတော်နိုင်ငံတော်ကနေကျွန်တော်တို့ပြန်လုပ်ပေးမှာပဲဟိုတပ်မတော်နဲ့နိုင်ငံတော်ဆိုအမြဲတမ်းတိဆောက်ရေးသမားတွေပဲတပ်မတော်ဆိုအမြဲတမ်းတိဆောက်ရေးသမားတွေပဲဖြက်စည်းသမားတွေအကြမ်းဖက်အုပ်စုတွေပဲဗျကျွန်တော်တို့အမြဲတမ်းပြောပါတယ်ခင်ဗျားတို့သွားနေတဲ့လမ်းတွေခင်ဗျားတို့သွားနေတဲ့လမ်းတွေခင်ဗျားတို့သွားနေတဲ့လမ်းတွေခင်ဗျားတို့အသုံးပြုနေတဲ့ဖုန်းတွေပေါ့မိုဘိုင်းဖုန်းတွေအားလုံးကတပ်မတော်အစိုးရဆောင်းပေးခဲ့တာကြီးပဲခင်ဗျားတို့ရဲ့ပတ်တာတွေခင်ဗျားတို့ရဲ့ကျွန်တော်တို့ဒီစိုက်ပျိုးရေးရရှိမှုစတဲ့အရာတွေအားလုံးတက်မလို့လုပ်ခဲ့ပေးခဲ့တာကြီးပဲအဲ့ဒီခင်ဗျားတို့ရဲ့ဒေသတွေမှာစိုက်ပျိုးရေးကောင်းဖို့တက်မော်သားကြီးနဲ့ဗျာဒေသခံပြည်သူတွေပခုံးနဲ့ထမ်းပြီးတော့ရေကြီးကိုပခုံးနဲ့ထမ်းပြီးတော့ကျွန်တော်ဒီစက်တာပဲစာတမန်တွေတိဆောက်ခဲ့တာပါဗျာအကြမ်းဖက်အုပ်စုတွေဘယ်ကောင်းမှခင်ဗျာမြေကြီးတစ်ထောင်လာမထမ်းပါဘူးမြေကြီးလည်းတစ်ချက်လာမပေါက်ပါဘူးအဲ့တော့ခင်ဗျားတို့ဘာတွေကိုမှတ်မောနေကြရလဲဗမာပြည်တွေဘာတွေမှတ်မောနေကြတာလဲအဲ့တော့မှတ်မောရင်တော့ခင်ဗျားတို့အသေးတော့ပဲထွက်ရမှာခင်ဗျားတို့အသက်ရှင်နေအရှင်တော့ထွက်ရှင်နေအသက်ရှင်နေတယ်ဆိုရင်တော့တက်မော်ထမှာအလင်းဝင်ဖို့လိုတယ်အလုံးဝမဟုတ်ခင်ဗျားတို့ငါတို့ကတော့ຫນွေဦးတော်လန်ရေးပေါ့ချမယ်ဆက်ချရိုးလေးပဲစဉ်းစားကြည့်ဘာလဲခင်ဗျားတို့ NUG အုပ်စုတွေပြီးခဲ့တဲ့ကာလကတက်ချုပ်ကြီးနေတဲ့အိမ်ကိုရောင်းတယ်ပေါ့ဗျာ online ပေါ်မှာရောင်းတယ်ပေါ့လေလံဘလောင်းနဲ့ရောင်းတယ်ပေါ့ပြီးရင်တက်မတော်ပိုင်းတဲ့မြေတွေကိုအကွက်တွေကြိုက်ပြီးရောင်းတယ်ပေါ့ရန်ကုန်မန္တလေးပြင်ဦးလင်ရောင်းတယ်ပေါ့ဗျာပြန်ပြီးပါခင်ဗျာအဲ့ဒီဟာတွေခင်ဗျားတို့လိန်သွားတာလေခင်ဗျားတို့ဝယ်ထားတဲ့မြေပေါ်တွေပြန်ရောင်းကြည့်ပါလားငါတို့ပတ်စံငါတို့ပြန်အဲ့လိုလုပ်ကြည့်ပါလားလိန်သွားပြီခင်ဗျားတို့တကယ်ကြားပြန်လာလိုက်မယ်ကြားပြန်ခင်ဗျားတို့ဆက်ပြီးတော့ခင်ဗျားတို့ဒူးနေမယ်ဆိုဟိုကဆက်လိန်ပါပဲကိုုံတော့နဲ့ကိုစင်းတာတကယ်ပဲသူတို့လုံနိုင်မှာလားငါတို့အမိန်မေးစစ်ခိုင်းနေတော့ဘယ်ကနေစစ်ခိုင်းနေရလဲသူတို့သားသမီးတွေခင်ဗျားဘာမှချစ်သူဝေအဲ့တော့ချစ်သူဝေကတကယ်ပဲခင်ဗျားတော်လိုင်းအောက်မှာလို့တေးကြတယ်ဆိုရင်ခင်ဗျားသူ့သားသမီးတွေခင်ဗျားတို့နဲ့ထဲလိုက်ခင်ဗျားတို့နဲ့အတူတိုက်ခိုင်းခင်ဗျားတို့နေသလိုထိုင်းမြန်မာနေဆက်မဲဆောက်မှာနေတောင်ရင်မြစ်ကမ်းနားမှာနေအဲ့လိုပဲခင်ဗျားဇော်ဝေဆိုးတို့ရီမုန်းတို့သားသမီးတွေတကယ်ပဲတော်လိုင်းနိုင်မယ်ဆိုရင်ခင်ဗျားတို့နဲ့အတူတူနေပြီးစစ်တိုက်ခိုင်းအဲ့ဒီလိုမဟုတ်ဘူးနော်ခင်ဗျားတို့အသွေးအသားတွေကိုလီးစားပြီးတော့သူတို့သားသမီးတို့နိုင်ငံခြားမှာကြောင်းထားနေတာနိုင်ငံခြားမှာကြောင်းထားတယ်သူစီးပွားရေးလုပ်နေတာခင်ဗျားတို့အသွေးအသားတွေစားပြီးတော့သွေးဆိုးဖုတ်ကောင်တွေလို့စားပြီးသူတို့မိသားစုကောင်းစားရေးလုပ်နေကြတာခင်ဗျားတို့သိဖို့လိုတယ်အမေးကြည့်ပါလားခင်ဗျားတို့ချစ်သူတွေတို့တော်လိုင်းတကယ်အောင်ပါဆိုရင်ခင်ဗျားတို့သားသမီးတွေတောင်ရင်းမြစ်ကိုပြန်လာခဲ့ခင်ဗျားတို့မိသားစုတောင်ရင်းမြစ်ကိုပြန်လာခဲ့ခေါ်ကြည့်ပါလားမင်းဘကုန်းတို့ခေါ်ကြည့်ပါလားတကယ်နိုင်မယ်ဆိုတောင်ရင်းမြစ်ကမ်းတာလာပြန်လာခဲ့ကြပါလို့ဘယ်သူမှမလာခင်ဗျားတို့ပဲထားခဲ့တာလက်ရှိခင်ဗျားတို့ရဲ့အသက်ရှင်ရက်တူမှာခင်ဗျားတို့ကိုယ်တိုင်ရွေးချယ်ဖို့လိုတယ်လက်ရှိကခင်ဗျားတို့ကိုယ်တိုင်ပဲထားခဲ့ခြင်းခံတာထားခဲ့ခြင်းခံနေရပြီဗျာအဲ့တော့ခင်ဗျားတို့အသက်ရှင်ရက်တူအတွက်ခင်ဗျားတို့ဘာဆက်လုပ်မှာလဲခင်ဗျားတို့ကိုယ်တိုင်စော်စားဖို့လိုတယ်ချစ်သူဝေတော့သူတို့သားသမီးပျော်နေကြပြီဇော်ဝေဆိုးသားသမီးတွေလည်းခင်ဗျာနိုင်ငံခြားမှာအေးဆေးပဲဘာမှဖြစ်เสียရလဲအကြောင်းမရှိဘူးအတူအပြက်တွေဖြစ်မှာပျက်စီးသွားမှာခင်ဗျားတို့အနာဂတ်တွေခင်ဗျားတို့သားသမီးရဲ့အနာဂတ်တွေခင်ဗျားတို့အနာဂတ်တွေဆုတ်ပြတ်သွားမှာလက်ရှိလည်းဆုတ်ပြတ်တတ်နေပြီအဲ့တော့ဒါကြောင့်ဒီ PDF ညီမငယ်တွေအနေနဲ့ခင်ဗျားတို့တရားစင်းစားပါငါတို့ဘယ်သူတို့လုံနေတာလဲငါတို့လုံတာကောင်းချင်းလားဆိုးချင်းလားတိုင်းပြည်တိဆောက်တာလားတိုင်းပြည်ဖျက်ဆီးတာလားငါတို့ဘာတွေလုံနေတာလဲဒါစဉ်းစားဖို့လိုပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ခင်ဗျားတို့ရဲ့အသက်ရှင်ရည်တည်ခွင့်နဲ့ပတ်သက်ပြီးခင်ဗျားတို့ကိုယ်တိုင်ရွေးချယ်ရတော့မှာပဲအဲ့တော့ခင်ဗျားတို့စွန့်စားခြင်းလဲဆိုရင်
တက်လို့တဲ့အလင်းဝင်ဒါဆိုရင်ခင်ဗျားတို့အသက်ရှင်လို့ရမယ်ဒါမှမဟုတ်ဘူးကွာငါတို့ဒီဘဝပဲပြောတယ်ဆိုတော့ဒါတော့ခင်ဗျားတို့ကိစ္စပြပြမီဒီယာကိုအနေနဲ့ကကြည့်ရှုအားပေးတယ်မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ